အားလုံးမင်္ဂလာပါစာဘိုဘင်္ဂလီ channel မှာကြိုဆိုပါရစေ ဒီနေ့မှာတော့လေရန်ကုန်မြို့ရဲ့လာရောင်အောင်မှာဖြစ်ပေါ်ခဲ့တဲ့အိမ်မက်လွန်ညတညအကြောင်းပြောပြချင်ပါတယ် ရန်ကုန်မြို့ရဲ့တိတ်ဆိတ်ညချမ်းတစ်ခုမှာလမင်းကြီးကအထူးတလေတုပ်ပနေတယ် အနုပညာရှင်တဲ့ပရိသတ်ကြားကထူးထူးခြားခြားနောင်ကျော်တစ်ခုကိုတတ်သိပ်ပြသွားတဲ့ Moonlight Serenade လို့တော့တင်စားခွဲရမယ်ညတညပေါ့ ဒီညဟာမြန်မာပြည်ကအာမီလေးတွေဘယ်တော့မှမမေ့နိုင်မဲ့အိမ်မက်ဆန်တဲ့ညတညဖြစ်လို့လေ ကဲဇလန်လေးကဒီလိုစတယ်ရန်ကုန်မြို့ရဲ့အညာချမ်းတစ်ခုမှာပေါ့အဲ့ဒီညကလမင်းကြီးကလည်းဘာလို့မှမသိဘူးတခြားညတွေဒါကိုပူပြီးတော့ထူးထူးခြားခြားတောက်ပနေခဲ့တယ် ဘာဖြစ်လို့လဲဆိုတော့လေအဲ့ဒီညကမြန်မာပြည်ကအာမီတွေအတွက်သူတို့ရင်ထဲကအိမ်မက်တွေတကယ်ပဲအသက်ဝင်လာခဲ့တဲ့ညတညဖြစ်နေလို့ပါပဲ ကဲဒါဆိုရင်အဲ့ဒီအိမ်မက်လိုညတညရဲ့အစားကိုကျွန်တော်တို့တူတူပြန်သွားကြည့်လိုက်ကြရအောင်လား ဖိတ်ခေါ်လို့ရောက်လာတဲ့ဂျေဇင်ခွန်းပွင့်လူတင်စားရမယ် BTS အဖွဲ့ဟာရွှေတကုံဘုရားရဲ့ရွှေရောင်အဝါရောင်အရှိန်အဝါအောက်ကကျဲမောင်းလာတဲ့ပွဲခင်းပြင်ကြီးတစ်ခုမှာစင်မြင့်မော်တက်ရောက်လို့လာခဲ့ပြီ ဇလာရဲ့နေရာကတော့ရှူဒီကောင်ဖျားရဲ့ရွှေရောင်အရှင်အဝါတွေလွမ်းခြုံနေတဲ့ကျေပြောလာတဲ့ပွဲခင်းပင်ကြီးတစ်ခုပေါ့အဲ့နေရာကိုပဲတက္ကပါလုံးကချစ်ခင်အားပေးနေရတဲ့ဂျေဆင်ခုနှစ်ပွင့်ရောက်ရှိလာခဲ့တာပါ သူတို့ဟာမြမယူရဇက်ပွဲတွေလိုပဲတညလုံးဖျော်ဖြေဖို့အာမီတွေနဲ့အကျူရှိနေဖို့ဂရုပြုထားခဲ့ကြတာပေါ့စင်မြင့်ရှိမှာတော့ရောင်စုံမီးလုံးတွေအောက်အာမီ Moonlight Market လို့နာမည်ပေးထားတဲ့မုံဈေးတန်းကြီးတစ်ခုဈေးတယ်လေးတွေလားဘသူတွေလဲဆိုတော့တသက်မှာတခါမှဈေးမရောင်ဘူးတဲ့ညမအာမီလေးတွေပေါ့ ဒါပေမဲ့လေဒီညရဲ့ထူးခြားချက်ကစင်မြင့်ပုံမှာချီးပဲမဟုတ်ခဲမှုဗျအန်အိုစရာကစင်အောက်ကလေယောင်အောက်ကဈေးတန်းလေးမှာလည်းရှိနေကြတာပါ သူတို့ကိုယ်တိုင် BTS အဖွဲ့ကိုပို့ပြီးနီးစပ်ခြင်းနဲ့စိတ်နဲ့ပွဲစီစဉ်သူတွေကဖန်တီးပေးထားတဲ့ဒီအခွင့်အရေးကိုအရယူခဲ့ကြတာ အမှန်တမ်းပြောရင်ဒီဈေးတန်းလေးကပဲအဲ့ဒီညကိုပို့ပြီးပြည့်စုံသွားစေခဲ့တာပါဒီဈေးတန်းလေးကိုဒီလောက်အပတ်ဝင်းနေအောင်လုပ်နေတာဘယ်သူတွေလဲဆိုတော့ BTS အဖွဲ့ကိုချစ်တဲ့မြန်မာအာမီတွေကိုယ်တိုင်ပါပဲသူတို့ကလေကို idea ရဲ့တချင်းနာမည်တွေကိုယူပြီးတော့ Euphoria Actards တို့ပြီးတော့ Butter တချင်းလို့နူးညံ့နေဆိုတဲ့အရေးပဲနဲ့ပုံများတာတော့နော် Idol Ice Cream လို့ဆိုပြီးတကယ့်ကိုချစ်စရာကောင်းတဲ့နာမည်တွေပြီးပြီးသူတို့ရဲ့အချစ်တွေကိုပြသနေကြတာ ပွဲစားတာနဲ့ RM ကမြန်မာလိုမင်္ဂလာပါဒီညပျော်ကြဖို့အသိဖီပြီလားလို့အော်ဟစ်လိုက်တော့ပရိသတ်ကြီးတစ်ခုလုံးဟင်းကနေပေါက်ကွဲသွားတယ်ဂျင်ရဲ့ Crystal Voice ဂျင်မင်ရဲ့ကခုံဟန်ဂျေဟုတ်ရဲ့တက်ကြွမှုစူဂါရဲ့ swag V ရဲ့ deep voice နဲ့ဂျုံကုတ်ရဲ့အားပြပါရဲ့အတန်တွေကပွေးကင်းကြီးတစ်ခုလုံးကိုလွှမ်းခြုံသွားတော့တာပဲမုံဈေးတန်းထဲမှာတော့ Euphoria Actard ဆိုင်လေးကအာမီမလေးမေ့စပဲ Ran BTS Roti ဆိုင်လေးကအောင်မဲ Idol Ice Cream ဆိုင်လေးကနန်းခင်မြတ်တို့ဟာမျက်နှာပေါ်မှာပျော်ရွှင်ခြင်းအပြုံးတွေနဲ့ဈေးရောက်နေကြတယ်။သူတို့ကပွဲခင်းကြီးတစ်ခုလုံးစူငံသွားတဲ့ BTS ရဲ့တချင်းတန်တွေကိုနားထောင်ရင်းသူတို့ရဲ့ idol တွေနဲ့ဒီလိုမျိုးအနီးဆုံးနေရာကနေအတူရှိနေရတဲ့ဆိုတဲ့အတွေးနဲ့တင်ပင်ပန်းရကောင်မှမသိကြဘူး အားလုံးတချင်းနေနဲ့ဖျော်ရွှင်နေကြတော့မှာပဲတကယ်ဘယ်တော့မှလုံးမကိုထင်မှတ်မထားတဲ့တွေးဆုံမှုလေးတစ်ခုဖြစ်လာခဲ့ပါတယ် ။အထူးခြားဆုံးအခိုက်အတန့်ကတော့ထော်ဘတ်ဘုံကြီးကွဲတော်မုံလေးရဲ့ဈေးတဲ့ဖြစ်တဲ့စုမြတ်ရဲ့သူမရဲ့ဆိုင်လီနာကိုဂျေဟုတ်နဲ့ဗီတို့နှစ်ယောက်သားမတိမတာချင်းကပ်လာခဲ့တာ စဉ်းစားကြည့်ပါဦးကိုအရန်ချစ်ရတဲ့ idol တွေကပြိတ္တတွေကြားတဲ့ကိုယူတရက်ကြည့်လမ်းလျှောက်ထွက်လာတဲ့အခါဘလို့များဖြစ်သွားနိုင်မလဲ ဗီဟာစုမြတ်စလေအာမီမလေးတယောက်ရဲ့ဆိုင်ရှိကိုရောက်လာပြီးတော့မျက်လုံးလေးဝိုင်းပြီးဒီမုံကပါမုံလေဟမ်လို့ချစ်စဝဲမြန်မာလိုလေးမိလိုက်ပါတယ်စုမြတ်တယောက်ဆိုတာ and all လုံးညနာလေးတွေหนีရဲသွားတာပေါ့ဒါပေမဲ့စိတ်လှုပ်ရှားစွာနဲ့ပဲ သူမရဲ့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ရင်း ဒါကမြန်မာရိုးရာဖုံးကြီးပွဲတော်မုံပါရှင်ထောက်ပံ့တဲ့နှုတ်မုတ်လေးနဲ့လှုပ်ထားတာမို့အရာထားရှိပါတယ်ဆိုပြီးပြန်ဖြေချပါတယ် ဗီနဲ့အတူပါလာတဲ့ချီဟော့ကလည်းမုံလေးကျမီးဆန်ကြည့်ပြောဝေါဒါတကယ်ကိုပတ်တက်တီးချင်းလို့ပဲနူးညံ့ပြီးအရာတာရှိတာပဲလို့ပြောလိုက်တဲ့အခါမှာတော့အိုးစုမြတ်ရဲ့ပြောရွှင်မှုကဆိုရင်အတိုင်းထက်အလွန်ပါပဲ နောက်ဆုံး figure လေးကမီးစမ်းကြည့်ပြီးနောက်မှာပြုံးပြီးတော့မရှိစော်ရောတဲ့အရန်ကောင်းတယ်လို့ပြောလိုက်တဲ့ ဒါတကယ်ကိုဘာတာလိုပဲနူးညံ့ပြီးအရသာရှိတာပဲလို့ရေမောပြောဆိုလိုက်တော့စုမြတ်ရဲ့မျက်နှာမှာပျော်ရွှင်မှုအပြည့်နဲ့ညီရဲသွားရတယ် အဲ့ဒီစကားတစ်ခွန်းကပဲစုညက်ရဲ့အိမ်မက်ကိုအပိတက်ဖ
ပြည့်စုံစေခဲ့ပါတော့တယ် ဆိုတော့ဒီလိုမထင်မှတ်ထားတဲ့ခိုင်တန်ကြီးတွေနဲ့အတူဖျော်ပြပွဲကြီးကလည်းညာနေကနေမိုးလင်းအထိဆက်ပြီးတော့ရှင်တန်နေခဲ့ပါတယ် ညကနတ်သက်သက်နတ်လာတယ် BTS အဖွဲ့က Dynamite Spring Day Permission to Dance စတဲ့တခြင်းတွေကိုစက်တိုက်ဆိုရင်ညင်နက်ပိုင်းမှာ Magic Shop ကိုရောက်တော့ Army တွေအားလုံးမျက်ရည်ဝဲခဲ့ကြတယ် အထူးသဖြင့်လည်း Magic Shop ဒီချင်းတွေကအိမ်မက်တွေကတကယ်ဖြစ်လာနိုင်ပါတယ်ဆိုတဲ့စကားကအင်ဂျင်ရဲ့တန်းခေါင်ရမှာအာမီတန်းရဲ့လုံးသားကိုတကယ်ပဲနှွေးထွေးသွားစေခဲ့တယ်ဟုတ်တယ်ဒီညကအိမ်မက်တွေတကယ်ဖြစ်လာနိုင်တယ်ဆိုတာကိုလက်တွေ့သက်သေပြနေတော့ပါပဲ မိုးစင်စင်လဲတော့ BTS အဖွဲ့ကနောက်ဆုံးတခြင်း Young Forever ကိုဆိုပြီးနှုတ်ဆက်ချင်ရောက်လာခဲ့တယ်။ဝေကင်းကြီးတစ်ခုလုံးက Army တွေရဲ့အသံတွေနဲ့ပြေးနှက်သွားတယ်။ဈေးတယ်လေးတွေဖြစ်တဲ့မေဇဘဲအောင်မင်းနန်းခင်မြတ်တို့ဟာပင်မန်းပြီးမြတ်ပျော်ရွှင်တဲ့မျက်နှာလေးတွေနဲ့မိုးကုတ်ဆက်ခုံမှာတက်လာမဲ့နေမင်းကိုကြည့်နေကြတယ်။သူတို့အတွက်ဒီညဟာအိုင်ဒိုတွေနဲ့အတူအိမ်မက်ဆန်ဆန်ဖန်တီးရရတဲ့အတိတ်ကနှွေးထွေတဲ့ဇလန်းလေးတစ်ပုဒ်အဖြစ်အမြဲတမ်းမှတ်ရကြင်ရှိနေတော့မှာပဲ။သူတို့ထားခဲ့ပျော်ရွှင်မှုတွေအိမ်မက်တွေနဲ့အာမီတွေရဲ့ယူရမုံစည်းတန်းအမတ်ရတွေကတော့မိုးတောက်ကျဲလို့အမြဲတမ်းတောက်ပနေလိမ့်မယ် ဒီလိုနဲ့ပဲမိုးစင်စင်လင်းသွားတဲ့အခါပွဲတော်ကြီးကတော့ပြီးဆုံးသွားခဲ့ပြီဒါပေမဲ့ဘယ်တော့မှမေးဖြောက်လို့မရနိုင်မဲ့အမှတ်တရတွေကတော့အားလုံးရင်ထဲမှာကျန်ရခဲ့ပါတယ် ဟုတ်တယ်တညာလုံးမိထားတော့ကိုခန့်လာကတော့ပင်ပန်းနွမ်းနေနေမှာပေါ့ဒါပေမဲ့စိတ်ထဲမှာတော့ပျော်ရွှင်မှုတွေကအပြည့်ပဲပွဲခင်းပြင်ပေါ်ကလွင်းနေတဲ့စက္ကူစလေးတွေကပွဲပြီးသွားပြီဆိုတာကိုပြနေပေမဲ့ရင်ထဲမှာတော့တသက်စာအမျက်တရားတစ်ခုသာဝရကြံရိတ်ချက်ပြီးလေ ဒီအမတ်တရကိုအကောင်လုံးသက်သေပြနေတာကတော့အဆုမြတ်ရဲ့စကားလေးပါပဲသူကပြောပြီးတော့ဒီလိုပြန်ပြောခဲ့တယ်ဒါကျမအတွက်သက်သက်တာအမတ်တရပဲ VR ပါနေ J-Hop ပေါ်ပါကိုယ်တိုင်ကျမမုံကိုလာစားသွားလာလေတဲ့ BTS အဖွဲ့ကမြန်မာပြည်ကနေပြန်သွားခဲ့ပြီမြဲသူတို့ထားခဲ့တဲ့အမှတ်တရတွေကတော့ဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်ပါဘူးဒါဟာဖြော့ဖြစ်ပွဲတစ်ခုထက်အများကြီးပိုခဲ့ပါတယ်အိမ်မက်ဒီရင်ကျေးမှုတွေပြီးတော့ချစ်ချင်းမေတ္တာတွေအားလုံးရောရဲနေတဲ့ညတညအဖြစ်မြန်မာအာမီတွေရဲ့နှလုံးသားထဲမှာမိုးတောက်ကျဲလေးတဆင်းလိုမျိုးထာဝရတောက်ပါနေမှာအတီးချပါပဲ ဒီကြောင်းရလေးကို Facebook ပို့ချဖို့တွေ့ပြီးစိတ်ကူးကြည့်မိတာပါဆိုပြီးအာမီလေးတယောက်မှပေးဖို့လာပါတယ်ခင်ဗျာ မိမိခံစားချက်လေးတွေရေးပို့ချင်တာဖြစ်ဖြစ်သတင်းဝီသတင်းထူးလေးတွေပေးပို့ချင်တာဖြစ်ဖြစ်စာပို့ပြီးကလေးကိုပေးပို့နိုင်ပါတယ်